ရှင်ကပန်းပန်းချက်ဒီတဲမှာပညာဒါနတင်တဲ့တဲမှာအတွေ့ရနေတာကြတော့ဒီပန်းလေးပေါ့ဒီပန်းလေးကိုကြာပညာဒါနတင်ထားတာသိမတွေ့ဘူးเนาะဒီပန်းပုံစံလေးထိုးပြမယ်ဒီဟာလေးကကြတော့ရှင်ကပန်းပေါ့အလဲထိုင်ပေါ့ဒီပန်းလုံလေးလေးကိုကြာတော့ဒီပန်းလုံလေးလေးအကုန်လုံးတစ်ချက်ထုတ်ထားတဲ့ပန်းချက်ပန်းလေးတွေအကုန်လုံးကလေကိုပေတုံးကဆုံးသွားတဲ့တစ်ချက်ဆရာမကြီးစုစီကတင်ထားခဲ့တာပါเนาะဆရာမကြီးကမရှိတော့ပါဘူးเนาะဒီပန်းလုံလေးလေးကိုတင်ပြီးတော့ဆရာမကြီးကိုကြော့ပါတယ်ဒီပညာဒါနလေးတွေပြန်မျှဝေပေးပါတယ်เนาะဆရာမကြီးဆရာရခဲ့တဲ့ပညာလေးတွေကိုเนาะပြန်ပြီးတော့ပညာဒါနလေးမျှဝေနေကုသိုလ်ယူပါတယ်ဒီပန်းလေးကလည်းဆရာမကြီးရဲ့ပန်းလုံးလေးလေးပါဒါလေးကိုလည်းပြန်မျှဝေပေးပါမယ်เนาะဒီပန်းလေးကအတွေ့ရနေပြီးတော့လှတဲ့ပန်းလေးပါရှင်เนาะကြောရအနေနဲ့ရမ်းလှပါတယ်ဒီပန်းလေးကိုလုပ်ပြပါမယ်เนาะကဲပန်းကျက်ဒီဝါသနာရှင်တို့တစ်ချက်လိုက်ကြည့်ပေးပါเนาะခွေးလေးစခွေမယ်เนาะခွေးဆိုင်ကတော့6လက်မပါရှင်ဒီဆိုင်6လက်မခွေပြီးသွားပြီဆိုတော့ပွင့်ချက်လေးချိုးပါမယ်ပွင့်ချက်ကတော့4စိတ်ပါ4စိတ်မဟုတ်ပါ5စိတ်เนาะ5စိတ် sorry ပါ5စိတ်ပါရှင်5စိတ်ချိုးပြီးသွားတယ်ပွင့်ချက်အချိန်လေးအတွက်2လက်မနဲ့2စိတ်လောက်ခောက်ပါမယ်ရှင်ခောက်ရတာကြိုးလေးက2လက်မ2စိတ်ပါเนาะပွင့်ချက်ကလေးတွေညီညီခောက်သွားပါမယ်เนาะပွင့်ချက်အတူလေးဆိုရင်လည်း5စိတ်ဆိုရင်5စိတ်တောက်လျှောက်ညီညီလေးချိုးရမယ်ပွင့်ချက်အရှိဆိုရင်2လက်မ2စိတ်ကိုတောက်လျှောက်ညီညီလေးချိုးသွားပါမယ်เนาะအခုလောက်ထားတဲ့အသားလေးကတော့3/5အသားလေးပါရှင်3/5အသားလေးဆိုတော့အထိုးလို့လည်းကောင်းတယ်ပြဖြော်လေးနဲ့ပန်းကျိုးလေးလည်းညီလည်းညီပါတယ်လာလည်းလာပါတယ်နော်ကဲလုံးနေနဲ့ကျိုးကကုံသွားပြန်ပြီကဲကျိုးစက်နီးလေးပါတခါလေးပြပေးမယ်ရှင်လုံးလက်စားနဲ့နော်ကဲကျိုးတူလေးရဲ့အောက်မှာစက်မကျိုးလေးကိုထည့်လိုက်မယ်ရှင်ဂျားနဲ့ထည့်ပြီးတော့အပေါ်ကနေပြီးတော့ခြေလေးတုပ်လိုက်ပါမယ်ခြေတုပ်ပြီးအလဲဘိုးအနဖားလေးနဲ့ထိုးထည့်မယ်ပြီးရင်ဆက်ထားတဲ့နေရာလေးကိုအဲ့နဲ့တစ်ချက်လောက်စိုက်လိုက်မယ်အဲ့နဲ့စိုက်လိုက်မှဒါလည်းဆက်ထားတဲ့နေရာလေးကပြုတ်မထွက်သွားမှာเนาะပြီးရင်ပုံနေတဲ့ဂျိုးလေးကိုနှောက်ခောက်သိမ်းလိုက်မယ်เนาะခောက်သိမ်းပြီးရင်ကျန်တာလေးကဆက်ပြီးတော့ချိုးသွားလို့ရပါပြီเนาะပုံမှန်သားလေးဆက်ချိုးလို့ရပါပြီအခုတိုင်းလေးကိုပဲပန်းလေးကတော်တော်လေးကိုလှနေပါပြီเนาะလဲမှာအခွေလေးတင်ဖို့အတွက်ကျိုး9လက်မချမ်းပါမယ်เนาะ9လက်မတိုင်းပြီးတော့ဖြတ်ပါမယ်ဖြတ်ပြီးရင်အခွေလေးကိုခွေပြီးရင်အလဲမှာတင်ပါမယ်အလဲတင်ပြီးရင်ပက်လေကိုအောက်ကနေခွေသားလေးနဲ့ကပ်ပြီးချုပ်ပါမယ်ရှင်ချုပ်တဲ့အပိုင်းလေးကတော့ရှေ့ဗီဒီယိုတွေမှာလည်းပြထားပြီးသားဆိုတော့ဒါလေးတွေကိုဘတ်ဂျက်သူတို့သိပြီးသားထင်ပါတယ်ပန်းကဒီတိုင်းလေးလည်းကတ်ရင်လှသလိုဒီတိုင်းမဟုတ်ဘဲနဲ့အလဲကနေဖြတ်ထုတ်ပြီးအခွေလေးတွေလုံးနဲ့လှပါရနော်ပထမဦးဆုံးပြထားသလိုမျိုးအပေါ်ကနေပြီးတော့အညွန့်လေးတွေချိုးရင်လည်းလှပါရနော်ဒါလေးကတော့အပိုင်းတက်လေးပါရှင့်ကဲပေါ်အညွန့်လေးတွေချိုးတဲ့အပိုင်းလေးကိုဆက်ပြီးတော့ကြည့်သွားပေးအောင်နော်အညွန့်လေးတွေချိုးတဲ့အပိုင်းလေးကိုဆက်ပြီးလုပ်ပြပေးသွားပါမယ်ကြည့်ပေးတဲ့ပန်းချစ်သူအကုန်ကျေးဇူးတင်ပါတယ်